စကားပြောနေမှုလားပုံစံ196ဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့က that ထဲဘယ်ရာကမှငါ့ကိုပုံမပြောစေနိုင်ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုဘယ်လိုပြောဆိုသုံးလို့ရမလဲနဲ့ပတ်သက်လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စပြီးတော့ကြည့်အောင်ပါ that ထဲဘယ်ရာကမှငါ့ကိုပုံမပြောစေနိုင် nothing makes me happier than ဘယ်ရာကမှငါ့ကိုပုံပြောစေနိုင်ဘူးနောက်ကကိုသုံးနေတဲ့သုံးကို noun လိုက်ပြီးတော့ရေးရမှာဖြစ်ပါတယ်ခင်ဗျာ nothing makes me happier than plus နောက်က noun phrase ပေါ့နော် noun လိုက်ပြီးတော့ရေးရမှာဖြစ်ပါတယ်ကျွန်တော်တို့လူနာဝတ်ကြမှာကိုကြည့်အောင်ပါ Nothing makes me happier than enjoying every morning with a cup of coffee မနက်ခင်းတိုင်းမှာ coffee ခွက်တောက်ရင်ပျော်ရွှင်နေတာတဲ့ဘယ်ရာကမှငါ့ကိုပျော်ရွှင်အောင်မလုပ်နိုင် Nothing makes me happier than spending an evening laughing with friends ယနေ့ကမှတကယ်ချင်းနေရီမောမောပျော်ရွှင်နေရတာတဲ့ဘယ်ရာကမှငါ့ကိုမပျော်ရွှင်စေနိုင် Nothing makes me happier than taking a long walk in the park ဘာညနေမှာအချိန်ကြာကြီးလမ်းလျှောက်ရတာတဲ့ဘယ်ရာကမှငါ့ကိုပိုပျော်အောင်မလုပ်နိုင်ဟုတ်ပြီနော်ဆက်ပြီးကြည့်အောင်ပါ Nothing makes me happier than reading a good book on a rainy day ဘိုးရတဲ့နေ့တွေမှာစောက်ကောင်းတော့ကိုဖတ်ရတာတဲ့ဘယ်ရာကမှငါ့ကိုပိုပျော်အောင်မလုပ်နိုင် Nothing makes me happier than cooking a delicious meal for my family ကျွန်တော်မိသားစုအတွက်အရသာရှိတဲ့ဟင်းလျာချက်ပြုရတဲ့ဘယ်ရာကမှကျွန်တော်ကိုပို့ပြီးတော့အပျော်ရွှင်စေနိုင်ဘူး Nothing makes me happier than watching the sunrise over the mountain တောင်ကုန်းတွေပေါ်ကိုဖြတ်ပြီးတော့နေထွက်လာတာကိုကြည့်ချင်းတဲ့ဘယ်ရာကမှကျွန်တော်ကိုပို့ပြီးတော့မပျော်ရွှင်စေနိုင်ဘူးဟုတ်ပြီနော်ဆက်ပြီးကြည့်အောင်ပါ Nothing makes me happier than listening to my favorite music on a relaxed afternoon အနားယူပန်းပြတဲ့နေ့လည်ခင်းတွေမှာကျွန်တော်အကြိုက်ဆုံးတေးဂီတနားထောင်ရတာတဲ့ဘယ်ရာကမှကျွန်တော်ကိုပို့ပြီးတော့ပျော်ရွှင်အောင်မလုပ်နိုင် Nothing makes me happier than exploring the new city with a curious mind သိချင်လို့စိတ်ပြင်းပြတဲ့စိတ်နဲ့မြို့ကြီးတစ်မြို့ကိုလှည့်လည်သွားလာရတာတဲ့ဘယ်ရာကမှကျွန်တော်ကိုပို့ပြီးတော့ပျော်ရွှင်အောင်မလုပ်နိုင် Nothing makes me happier than cuddling with my pet on the lazy Sunday ပြင်းစရာကောင်းတဲ့သတင်းတွေတွေမှာကျွန်တော်ရဲ့အိမ်မွေးတိရစ္ဆာန်ကိုကျွန်တော်ချစ်တဲ့အိမ်မွေးတိရစ္ဆာန်ကိုထွေးပွေရတာတဲ့ဘယ်အရာကမှကျွန်တော်ကိုပို့ပြီးတော့ပျော်ရွှင်အောင်မလုပ်နိုင်ဟုတ်ပါပြီနော်ဒါကတော့စကားပြောနေမှာပုံစံ196ပါဘယ်ရာကမှကျွန်တော်ကိုပို့ပြီးပျော်ရွှင်အောင်မလုပ်နိုင်ဘူး Nothing makes me happier than နောက်ကကိုသုံးနေတဲ့ noun phrase လိုက်ပြီးသုံးရခြင်းဖြစ်ပါတယ်ခင်ဗျာဒီမှာဝါချက်များကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါ